မင်းင်းမှာမင်းသူနဲ့ရထားတဲ့ကိုဝင်ရှိနေပါတယ်ဒါပေမဲ့မိဖို့ကြောင့်ထဲမှာသူ့ယောက်ျားမင်းသူနဲ့ရောက်ခမကြီးဒေါ်လေးမွန်တို့တိုးနဲ့ဖုန်းကူပြောနေတာကိုမတော်တဆကြားလိုက်ရတယ်ဗျအစကတော့တခုခုဖုန်းကွယ်ထားကြတယ်လို့ပဲထင်နေတာဒါပေမဲ့နောက်တစ်စက္ကန့်လဲကြာရောမင်းသူမှာအပြင်မှာနောက်ထပ်သားတစ်ယောက်ရှိနေတယ်ဆိုတဲ့အတန်ကိုအတိုင်းသားကြားလိုက်ရတော့တာပဲအဲ့ဒီကလေးအကြောင်းပြောပြီးတာနဲ့မိခင်နဲ့သားနှစ်ယောက်စလုံးအိမ်ပြင်ကိုကြပြားထွက်သွားကြရောမင်းင်းခမလည်းရင်ထဲမှာဘလောင်စုပြီးစိုးရိမ်စိတ်တွေပြည့်နေပေမဲ့အန်ဂျီပီသူတို့နောက်ကိုတိတ်တဆိတ်လိုက်သွားခဲ့တာပေါ့မကြပါဘူးသူတို့ခြေလမ်းတွေကမမျော်လင့်ပဲမင်းသူရဲ့ညီမနန္ဒာအိမ်ထဲကိုဝင်သွားကြတယ်အဲ့ဒီမှာတင်မြင်လိုက်ရတဲ့မြင်ကွင်းကရင်းနှင်းစရာပဲဗျာအိမ်ထဲဝင်ချင်းပဲမင်းသူကသူ့ညီမနန္ဒာကိုဖတ်လိုက်ပြီးတူတော်မောင်လေးတသားကလည်းဖေးလို့အော်ခေါ်ပြီးမင်းသူရင်ခွင်နဲ့ပြေးဝင်သွားတာပြီးတော့နန္ဒာပြောလိုက်တဲ့စကားကမင်းင်းကိုတဆစီကြေးမွားသွားစေခဲ့တယ်သူကကိုမင်းသူကလေးချီနေကပူဆိုးလာပြီးအမြန်ဆုံးအဖြေရှာပြီးတော့ရိုးရင်းချင်းစီသားအမြန်မရရင်တတရလိမ့်မယ်လို့အသေးအတန်တိုက်တွန်းနေတာဒီတော့မှမင်းင်းခမအမှန်တရားကိုလုံးဝသဘောပေါက်သွားတော့တဲ့နှစ်တွေအကြာကြီးသူ့ပေါ်မင်းသူတို့မိသားစုတစ်ခုလုံးကဂယုတဆိုင်နဲ့အလိုလိုက်ခဲ့ကြတာတွေဟာသူ့ကိုချစ်လို့မဟုတ်ပဲသူ့ပိုက်ထဲကကလေးရဲ့ရိုးရင်းချင်းစီကိုလိုချင်လို့ဆိုတာကွင်းကွက်ကြီးမြင်သွားတာပေါ့စဉ်းစားရင်းနဲ့ရင်ခွဲမတက်ခံစားရလုံးလို့စိတ်လှုပ်ရှားပြီးဘိုက်ထဲကကလေးကစက်ခနဲ့လှုပ်ရှားသွားပြီးအတန်မြည်သွားပြီးတော့သူလည်းလက်ဖြတ်သွားပြီးတောက်တနေရာမှာကမန်းကတန်းပုံလိုက်ရပေမဲ့ခြေထောက်တွေကြားထဲကနေသွေးတွေစီးကျလာပါလေရောဗျာမင်းသူကတခုခုမတင်ကားလို့အိမ်ကိုအပြေးလွှားပြန်လာကြည့်တော့မင်းင်းကကတင်ပေါ်မှာအိတ်ချင်အောင်ဆောင်နေတာကိုပဲတွေ့လိုက်ရတယ်နောက်တနေ့မနက်စောကြီးမင်းသူအိပ်ပျော်နေတော့မှတော့မင်းင်းက3နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်သူ့ဖေစီကိုဖုန်းခေါ်ရှာတယ်ဒါပေမဲ့ကန်ဆိုးချင်တော့အဖေဖြစ်သူကစာလုံးအလှရေးချင်နေတာမို့ဖုန်းတန်ကိုမကြားပဲလွတ်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲမင်းသူကရုတ်တရက်ရောက်လာပြီးဖုန်းကိုလူယူသွားတော့တာပဲမင်းင်းကလည်းဖုန်းကိုအသေးအတန်ပြန်လူပေမဲ့ဘိုက်ကရုတ်တရက်ပြန်အောက်လာပြန်ရောဒါကိုမြင်တဲ့မင်းသူကစိုးရိမ်ရမယ့်အစားမျက်နှာကအတိုင်းထက်အလုံးပျော်ရွှင်ဝမ်းသာသွားပြီးမင်းင်းကိုအမြန်ဆုံးမွေးစေချင်နေတာသူတတိယလာတဲ့အချိန်မှာတော့ဒေါ်လေးမွန်တို့တမိသားစုလုံးကတကားဝမှာစောင့်နေကြပြီးနန္ဒာကဆိုတာဖွားစေးဘိုင်းနာစေးတွေခိုးခတ်ထားတဲ့စွပ်ပြုတ်ပကံကိုတောင်ယူလာခဲ့သေးတယ်သူတို့ကြံစီနေတာတွေကိုတက်ကြားလိုက်ရတဲ့မင်းင်းခမတကူလုံးစိတ်ခနဲ့အေးဆက်သွားပြီးစွပ်ပြုတ်ပကံကိုပုတ်ချဘိုက်ကိုအုပ်ပြီးလူနာတင်ကအမြန်ခေါ်ပေးကြပါလို့အသေးအတန်အော်ဟစ်လိုက်တော့တယ်တမိသားစုလုံးအလက်တကြားနဲ့အပြင်ကိုပြေးထွက်သွားတဲ့အချိန်မှာပဲမင်းင်းကတကားကိုအတွင်းကနေကြက်ထိုးပိတ်လိုက်တော့တယ်ဒါဟာသူတေရင်းကလွတ်ဖို့နောက်ဆုံးခွင့်ရေးပဲလေအဲ့ဒါနဲ့ကတင်ခင်းတွေကိုအမြန်ဆွဲဖြဲကျိုးအရှိကြီးဖြစ်အောင်တစားစီချီပြီးကတင်ပေါက်ကနေအောက်ကိုဆင်းပြေးဖို့ပြင်တော့တာပေါ့မကြပါဘူးမင်းသူပြန်ရောက်လာပြီးတကားပိတ်ထားတာကိုတီးသွားတယ်သူတကားကိုအတင်းရိုက်ချိုးပြီးဝင်လာတဲ့အချိန်မှာတော့မင်းင်းကကျိုးနဲ့ဆင်းပြေးသွားပြီးဒါပေမဲ့ဘိုက်ကြီးအောက်လောက်ကြီးနဲ့မို့ဘလောက်ဝေးပြေးနိုင်မှာလဲဗျာရွာဝင်ဝါရောက်တော့ကုန်ခန်းသွားတဲ့အားအိမ်တွေကြောင့်လဲကျသွားရှာတဲ့တိုက်ဆိုင်ပဲအဲ့ဒီနားကနေရွာထဲကအဖွားကြီး2ယောက်ဖျက်လျှောက်လာတာနဲ့တိုးရောမင်းင်းကကျမကိုဆေးရုံအမြန်လိုက်ပို့ပေးပါလို့ငိုယိုပြီးတောင်းပန်ရှာတာပေါ့အဖွားကြီး1ယောက်ကသူ့ကိုတွဲပေးထားပေမဲ့ကျန်တဲ့1ယောက်ကတော့မင်းသူတို့စီသတင်းသွားပေးဖို့တိတ်တဆိတ်ထွက်ပြေးသွားပါလေရောခိတ္တအကြမှာပဲမင်းသူကလူတစုနဲ့အတူအနောက်ကနေလိုက်လံဖမ်းဆီးဖို့ရောက်လာခဲ့တဲ့ဒီတော့မှမင်းင်းကရွာသားအလုံးဟာမင်းသူတို့မိသားစုဘက်ကပဲဆိုတာသဘောပေါက်သွားပြီးအသေးအတန်အာယူကတွဲထားတဲ့အဖွားကြီးကိုတွန်းထုတ်ပြီးတောင်အောက်ကိုအစွမ်းကုန်ပြေးဆင်းတော့တာပဲနောက်ဆုံးမှာတော့အဝေးပြေးလမ်းမကြီးပေါ်ရောက်သွားခဲ့ပေမဲ့ဖြတ်လာကားတွေကဘယ်သူမှမရက်ပေးကြဘူးကုံဆုံးလူနီးပါးဖြစ်နေတဲ့မျောလင်းချက်တွေကြောင့်မင်းင်းခမလမ်းမပေါ်မှာဒူးထောက်ထိုင်ချပြီးကားတွေကိုရှီကိုတောင်းပန်နေရှာတယ်နောက်ဆုံးတော့ကုန်ကားဒရိုင်ဘာကိုကြော်ကတနာသွားပြီးကားရက်ပေးရှာတယ်မင်းင်းကလည်းသူ့မှာပါသမျှပတ်စံတွေအကုန်လုံးကိုကိုကြောလက်ထဲထည့်ပေးပြီးကျမကိုကဲပါဦးလို့ငိုယိုတောင်းပန်တာပေါ့ကလေးမွေးတော့မဲ့အခြေအနေကိုမြင်တဲ့ကိုကြောလည်းတနာပြီးကားပေါ်တင်ခေါ်သွားဖို့သဘောတူလိုက်တယ်ဒါပေမဲ့ကားတကားပိတ်ခါနီးဆဲမှာပဲမင်းသူရောက်လာပြီးကားတကားကိုဆွဲကင်လိုက်ပါတော့တယ်